မာကြီးပြီးခဲ့တဲ့3-4လလောက်ကလေအချိုရည်တွေတောက်လို့မာကြီးစီးအနေထားတယ်ဆိုပြီးတော့လေတင်လိုက်သေးတယ်တင်လိုက်တဲ့ခါမှာမာကြီးအဲ့အချိုရည်နာမည်တွေကိုမပြောပြဘူးချစ်တို့ကိုယ့်အကူစဉ်းစားကြမာကြီးရိတ်ငွေလေးပြောမယ်လို့ပြောလိုက်တယ်ပြောပြီးတော့မာကြီးကတောက်လာတာနင်မလို့ရှိရင်မသိဘူးနော်အဲ့ဒါမာကြီးစီးခံထားလို့တိတာအနေတွေများလေအောက်မှာထုံးရည်ဖြော်ထားသလိုပဲမာကြီးကလေလန့်သွားတာလေးသိတာငါစီးကောင်းပါလေဘာဖြစ်လို့ဒီလိုဖျက်တာလဲပေါ့နော်အထက်ခါစဉ်းစားတော့ဒီချိုရည်တွေတော့တောင်းမိတယ်မဲပေါက်တာဟိုသူကလည်းဈေးကလည်းအကြီးဆုံးလေမဲပေါက်တော့တောက်လိုက်ရင်နဲ့ဒါပဲဖြစ်မယ်ဆိုတော့မာကြီးဖြတ်လိုက်ကောဖြတ်ပြီးတော့3ရက်မြောက်တဲ့နေ့လဲကြာအောင်ကြီးသွားပြန်အောင်ကြီးသွားလဲမာကြီးကလည်းမယုံနှစ်မျိုးတောက်တာမာကြီးကအဲ့ဒီအချိုရည်ကတစ်လုံးနောက်အချိုရည်ကအဲ့လိုပဲဘူးကစင်တူလေးတွေပဲဒါပေမဲ့တိုတာနဲ့ရှည်တာနဲ့လဲကွာတယ်ဟိုနဲ့အယောင်လဲကွာတယ်နော်ဟိုဘူးနည်းနည်းကြီးတဲ့ဘူးကအယောင်တစ်မျိုးသေးတာအယောင်တစ်မျိုးเนาะအဲ့ဒါလဲကွာတယ်မာကြီးကတော့ဟိုစင်ခွင့်ရန်ဆောင်လေးပဲပြောပြပေးမယ်လေအခု line ပေါ်မှာတင်ထားတယ်เนาะခုနကပြန်ဆက်ပြောမယ်အဲ့ဒါနဲ့မာကြီးက3ရက်ကြာတော့မာကြီးစီးတွေကြီးသွားမာကြီးအဲ့ဘူးနှမျိုးကိုတောက်တာဖြစ်တဲ့အတွက်ကြောင့်ဘယ်ဘူးကဖြစ်တာလဲဆိုပြီးတော့ပထမနည်းနည်းအလုံးကြီးတဲ့ဘူးကိုတောက်လိုက်တယ်တောက်လိုက်တော့အဲ့အလုံးကြီးတဲ့ဘူးကအနေထားတယ်ဟုတ်လားအနေထားပြန်အောင်ကျင်းသေးပြီနော်အဲ့ဒါတောက်ပြီးတာနဲ့အနေတန်းထားတာပဲဟောရက်လိုက်တယ်နော်3ရက်မြောက်တဲ့နေ့ကျတော့တစ်ခါပြန်ကြည်သွားပြန်အောင်သူဆိုတာကျင်းသေးသွားပြီနော်အဲ့တော့အခုမာကြီးကဆရာဝန်တွေကိုပဲဖော်လို့လုပ်ထားတာများတော့အဲ့ဆရာဝန်တယောက်ကလေဘူးပါကင်ပြထားတာနော်ဒီဘက်ကပလင်းနော်ဒီဘက်ကဘူးနော်ပလင်းကလည်းအချိုရည်ပဲပလင်းလေးဈေးကြီးတယ်သူလဲနော်အခုဒါထိုင်းနိုင်ငံပစ္စည်းတွေပိတ်ထားတော့ရန်ကုန်မှာတိတ်မရှိပေမဲ့လည်းခိုးကြောင်ခိုးပွဲဝင်ကြတာလည်းရှိနေမှာပေါ့နော်အဲ့ဒါကိုသူ့အောက်မှာလူတွေကပြောကြလို့တဲ့ပမာဏဘလောက်တောင်များလဲတရားပမာဏဘလောက်ဘယ်ဆရာဝန်ဆိုတော့နားလဲတယ်လေဖတ်တတ်တယ်လေမာကြီးတို့ကြတော့ဖတ်တတ်ဘူးလေအဲ့ဒီမာကြီးကတောက်လို့အနေထားတဲ့ဘူးကဆိုလို့ရှိရင်လေတရားလက်ဖိတ်စုံနဲ့17စုံတောင်ပါတယ်တဲ့အဲ့ဒါကိုဒီဘက်ကဟာကြတော့ပလင်းကဘလောက်ပါသူရှင်းပြထားတာပေါ့ကွာပုံစံပြပြီးတော့သူရှင်းပြထားတာမာကြီး share ထားတယ်နော်တကယ်ချင်းလို့ကြည့်ကြနော်တိတ်မတောက်တဲ့အချိုရည်တွေနော်စီးကြောက်ကတွေဒုက္ခပေးကုန်လိမ့်မယ်နော်သူ့ကိုအဲ့လိုပြောလို့တဲ့ပလင်းကပမာဏနဲလို့သေးလို့တရားပါတာနဲတယ်ဟိုကကြည့်လို့မဟုတ်ဘူးတဲ့သူကသေချာရှင်းပြတာဆရာကနော်သူ့ကိုတဲ့အဲ့လိုတွေပြောကြတယ်ပေါ့နော်ပြောပါစေတဲ့သူရှင်းပြမယ်တဲ့သူကဘူးပါကင်ပြထားတာမာကြီးကတော့အဲ့လိုမပြရဲဘူးလေမာကြီးတို့တရားစွဲရင်ဘယ်လိုလုပ်မလဲဒါပေမဲ့မာကြီးကတကယ်ပြောတာနော်မာကြီးအခုလဲတစ်ခါတလေကြာရင်မရှောင်ရှားနိုင်ဘူးအနေထားလဲဆိုတော့သိနေတဲ့သားနဲ့လည်းမရှောင်ရှားနိုင်ဘူးကိုယ်ဆိုင်မှာလည်းအစင်းသိရှိနေတော့လေမာကြီးကတောင်းမိတယ်နော်တောင်းမိလို့ညံကြလို့ရှိရင်စီးခံထားလိုက်ကျင်းသေးပဲအနေထား